ကဲအရန်ထဲမှာရင်ခုန်နေပေါ့နော်အခုကြည့်လိုက်နော်ဒီမှာကျမတို့ရဲ့အဖွဲခေါင်းဆောင်မမသမီးလေးဆိုရင်ပေါ့နော်တရက်ကိုဘတ်ငွေ1000ကျော်အထိရနေရနော်ကျမတို့လည်းအခုဆိုတော့မမသမီးလေးကြီးမှာနော်ပညာတွေသင်ယူနေတယ်ပေါ့နော်လေ့လာသင်ယူပြီးတော့ပေါ့နော်စူးစမ်းနေတဲ့အသင်သားလေးတွေပေါ့နော်ဒီမမတို့ရဲ့အဖွဲတွေထဲမှာဆိုနော်ကိုထက်အများကြီးကြမ်းကျင်တဲ့မမတွေဆိုလဲတစ်နေ့ကိုလေ3000 4000ထီရတယ်မမတွေလည်းအများကြီးပေါ့နော်ဒီထက်အများကြီးရတဲ့အမတွေဆိုတော့လည်းအများကြီးရှိတယ်ပေါ့နော်တစ်ဖက်တစ်လမ်းနေကိုယ့်လောက်ကနေလည်းထွက်စရာမလိုဘူးတနေ့ကိုတစ်နိုင်လေးပုံမှန်ပေါ့နော်အချိန်လေးပေးပြီးတော့ပေါ့နော်သင်ယူလေးလာတာနဲ့ပေါ့နော်အခုလို့ပတ်စံနေအများကြီးရတယ်ပေါ့နော်ကိုတွေလည်းတကယ်ရင်ခုန်နေပေါ့နော်အဲ့တော့သင်ယူနေတော့ပေါ့နော်ကျမလိုပေါ့နော်အဲ့လိုလေးလာသင်ယူခြင်းနဲ့ဆိုရင်ပေါ့နော်အခမဲ့အကောက်ဖွင့်ပေးတယ်နော်အဲ့တော့အခမဲ့အကောက်ဖွင့်ခြင်းဒီမှာဟိုင်းထားလိုက်နော်ဟိုင်းပြီးရင်ကျမတို့အခမဲ့အကောက်ဖွင့်ပေးတယ်ပေါ့နော်ဒါပေမဲ့ကျမTikTok ဖလိုပိုင်းအောက်မှာ Facebook link လေးချထားတယ်နော် Facebook link ကိုလာဆက်သွယ်လို့ရတယ်နော်ဘာလို့လဲဆိုတော့ကျမတို့လည်းမမတို့လိုပေါ့နော်ပတ်စံနေအများကြီးရကျင်တယ်လေနော်အများအကျွေးမြေတွေဆိုလဲကြေးကျင်တယ်လေနော်ပတ်စံနေအများကြီးရအဲ့ဒါမှမိသားစုရှိမှအများဆုံးပြန်ပြီးတော့မိသားစုနဲ့တိုက်ဝိုင်းနေနိုင်လို့ရတာပေါ့နော်အဲ့ဒါကြောင့်မို့အရန်နဲ့မှရင်ခုန်နေပေါ့နော်ကျမတို့တော့အခုချိန်မှာတော့ပေါ့နော်မမသမီးလေးရဲ့အဖွဲမှာပေါ့နော်လေးလာသင်ယူနေပါတယ်ရှင်ဒီပန်းရောင်ဒေါ်ပစ်ဆော့ပွဲလေးကိုပေါ့နော် Play Store မှာ download ဆွဲပြီးရင်အခမဲ့ကျမတို့ဖွင့်ပေးပါတယ်ပေါ့နော်အခမဲ့သင်ယူတဲ့အဖွဲတွေထဲမှာပေါ့နော်လေးလာအောင်လို့ပေါ့နော်ထည့်ပေးတယ်ပေါ့နော်အဲ့တော့ဖွင့်ကျင်နေဆိုရင်ဟိုင်းခဲ့နော် TikTok profile အောက်မှာ Facebook link ချထားတယ်နှိပ်ပြီးဝင်လာလို့ရပါတယ်ကျမတို့ဆိုရင်လည်းဒါအသင်သားလေးပဲရှိရပေါ့နော်မမသမီးလေးတို့အဖွဲမှာကျမတို့အသင်ယူနေတော့အသင်သားလေးပဲရှိတယ်ကျမတို့ကအရန်ရင်ခုန်နေကျမကတော့ဘယ်တော့မှနောက်မဆုတ်ရှေ့ကိုပဲတိုးမယ်ပေါ့နော်ဘာလို့တုံးဆိုတော့ဒီဟာကဖုံးကျွမ်းကျင်ဖို့လည်းမလို့စားတက်ဖို့လည်းမလို့ပစ္စည်းတွေလည်းတူနေပစ္စည်းတွေနဲ့လဲပေါ့နော်ဝယ်ပြီးတူလောင်စရာလည်းမလို့ပို့စရာလည်းမလို့ကိုကဒီဒေါ်ဘစ်ဆော်ဝဲလေးနဲ့ပေါ့နော်လူအများသိအောင်လိုက်ပြီးတော့ကြော်ညာပေးရုံပဲပေါ့နော်အဲ့တော့ဒီအများသိကြော်ညာပေးရုံနဲ့ကိုယ့်ကိုပေါ့နော်ပတ်စံနေအများကြီးအောင်ပြန်လုတ်ပေးနိုင်တယ်ပေါ့နော်အဲ့တော့ကျမတို့ကတော့ရင်ခုန်နေပေါ့နော်အဲ့တော့ကျမကတော့ခုမှအသင်သားလေးပေါ့နော်သင်ယူနေဆုံးလေးလာနေတော့မရှိသေးတယ်ပေါ့နော်